မနေ့ကအဆက်လေးလာပြောပြတာအဲ့ဒီမနေ့ကအဆက်ကနေပြီးတော့ဘယ်မှာဆုံးသွားလဲဆိုတော့အိမ်မှာလာချင်းတွေ့တာအိမ်မှာလာချင်းတွေ့တာအမအိမ်မှာလာချင်းတွေ့တော့ကိုကမေးတာပေါ့နော်မမေကိုပြန်လို့ရှိရင်သူတို့ပြန်လို့ရှိရင်ကိုကမေးတာမေးလို့သူတို့ကဘာဖြစ်လို့အိမ်မှာလာချင်းတွေ့တာလဲလို့ဆိုအပြင်မှာချင်းတွေ့လို့မရဘူးလားပေါ့ကိုကကလေးဆိုတော့မေးတာပေါ့နော်အပြင်မှာချင်းတွေ့လို့မရဘူးတဲ့သမီးတဲ့ဘာလို့ဆိုတော့သူကောက်နာမည်ထည့်ချင်တယ်ကွာဒါပေမဲ့နာမည်မထည့်တော့ဘူးဘာလို့ဆိုတော့မကောင်းတဲ့အရာမျိုးတော့မကောင်းတဲ့အရာမျိုးပေါ့နော်ဒါပေမဲ့ဟိုနာမည်မထည့်တော့ဘူးအဲ့နဲ့ဟိုပါလေသူကတဲ့ကောင်လေးဒီအမေတငယ်ချင်းရဲ့ကောင်လေးရတဲ့နှစ်ယောက်စလုံးပေါ့နော်မမေတငယ်ချင်းအဲ့အမေတငယ်ချင်းကောင်လေးရပေါ့နော်သူကတောတထေးပေါ့အရန်ချက်တာတယ်ပေါ့တုံမိပါကနေပြီးတော့ဒီကောင်မလေးနဲ့သူတငယ်အမေတငယ်ချင်းကောင်မလေးနဲ့သဘောမတူဘူးတဲ့သဘောမတူတော့တဲ့သူတို့ကအိမ်မလာလုံုံနေဆိုတော့အိမ်မလာချင်းတွေ့ကြတာတဲ့အိမ်မချင်းတွေ့တော့သူများလည်းမမြင်တော့ပေါ့နော်ဒါပေမဲ့သူတို့ချင်းတွေ့တာတခါကျကိုကလည်းချောင်းကြည့်တယ်တိလားချင်းတွေ့တာနှစ်ယောက်သားစကားပဲထိုင်ပြောနေတာတိလားလက်လည်းမကင်ဘူးပါလည်းမနှမ်းဘူးတခါကြလေအဲ့လိုစပင်လေးကိုသူကလည်းအဲ့လိုစပင်လေးကိုအဲ့လိုခေါင်းလေးကအဲ့လိုတက်ပေးတာပေါ့နော်စကားပြောနေတယ်အဲ့ဒါပဲတွေ့တယ်လက်ကင်တာလည်းမတွေ့ဘူးပါနဲ့တာလည်းမတွေ့ဘူးဖတ်တာလည်းမရှိဘူးအရန်အင်္ဂရိတိတ်ခါရှိတာသိလားဟိုတရန်ကိုအင်္ဂရိတိတ်ခါရှိတယ်လို့မြင်ခဲ့တယ်ပေါ့နော်အဲ့လိုဆိုတခါကျကိုကလေးဆိုချောင်းကြည့်တာဟာလေအဲ့လေသူတို့ပြန်သွားကြပြန်ပြီးတော့မှလည်းသူတို့အဲ့လိုပဲတလောက်တစ်ခါအဲ့လိုအမြဲလာချင်းတွေ့တယ်လာချင်းတော့ကိုလည်းအဲ့လိုအရွယ်ရောက်လာတယ်ကအရွယ်ရောက်မခင်မျိုးတန်ကနေပြီးတော့တက်ကတူဆောင်ဝဲအောင်ဖြေတယ်သူ့မိဘကလုံးဝသဘောမတူတာခင်မျိုးတန်နဲ့ချင်းတွေ့တယ်လို့အတန်ကြားတာနဲ့ကိုအဲ့ဒီအိမ်ကိုလာပြီးတော့အဲ့ဒီနေရာကိုသွားပြီးတော့ပြန်လာရှာတာအဲ့တော့ကိုအိမ်ကိုလည်းတခါသူ့အမေကကိုရဲ့အိမ်ကိုလည်းတခါရောက်လာသေးတယ်ရောက်လာပြီးတော့မမေနဲ့တော့စကားတွေပြောကြတယ်ဘာတွေပြောကြလဲမသိဘူးအဲ့နဲ့ဘာမှတော့မပြောလိုက်ကိုညာနာကိုပြီးတော့သူ့ကိုလည်းပြီးတော့တခါရောပြန်ပို့သေးတယ်အဲ့လိုမျိုးမခင်မျိုးတန်ကအဲ့မှာသူ့10တန်းအောင်တော့အဲ့မှာအိမ်မှာစတင်ဝိုင်းထောင်တာသူကအစာရမ်းတော့တယ်စာရမ်းတော့တာသူဘဝနာတာပေါ့နော်စာရမ်းတော့တော့သူမအိမ်မှာစတင်ဝိုင်းထောင်တာထောင်ပြီးတော့မှသူကဆွဲ10တန်းဂိုင်လိုင်းတွေပြတာပေါ့ဂိုင်လိုင်းတွေပြပြီးတော့သူအဲ့ကနေပြီးတော့ဘွဲရအောင်ဖြေတာဘွဲရအောင်ဖြေပြီးတော့သူဘွဲရအောင်ဖြေပြီးတော့ဟိုသူ့ဂိုင်လိုင်းကလည်းအောင်မြင်တယ်စတင်တာလည်းအောင်မြင်တယ်သူဂိုင်လိုင်းယူတာလည်းအောင်မြင်တယ်ဟိုစတင်တဲ့ဂိုင်လိုင်းလောက်တာလည်းအောင်မြင်တယ်သူကစအရန်တော့စနစ်တကျတင်ပေးတဲ့ခါကျတော့သူအောင်10တန်းအောင်တဲ့9တန်းအောင်တဲ့10ကျောင်းသားကလေးတွေအောင်တဲ့ကလေးတွေအောင်မဲ့စရင်လည်းထွက်တယ်ပေါ့နော်အဲ့လိုအမျိုးတော်တာသူကလေဆိုနောက်ရမှအဆက်ပြောပြမယ်ကွယ်